င်ပေါ်မှာဘိန်းမုံစုချတဲ့ပရိသတ်ကိုအခုလိုပြုမှုလိုက်တဲ့စမ်းရည်မို့လက်တလောဇက်တပင်လောကမှာအမျိုးသမီးပရိသတ်တချို့ကနာမည်ကြီးမင်းသားတွေကိုသိန်းရာထောင်ချီတဲ့ငွေကြေးတွေအဖိုးတန်ရတနာတွေစုချဖို့အတွက်လေရီပေါင်းအိမ်တွေရောင်းပြီးအထိလုံးလေးရှိတာအားလုံးအသိပါပဲ။ဒါပေမဲ့မကြသေးခင်ကပွဲကဲတစ်ခုထဲမှာအမာခံပရိသတ်တအူးကမင်းသားလေးစမ်းရည်မို့ကိုငွေကြေးအမြောက်များစုမချနိုင်ပေမဲ့သူမတတ်နိုင်တဲ့ဘိန်းမုံပန်းလေးကိုယူဆောင်ပြီးစင်ပေါ်တက်ကစုချခဲ့ပါတယ်။ဒီနေရာမှာမင်းသားလေးစမ်းရည်မိုးရဲ့တုံ့ပြန်ပုံကလူပြောတော်တော်များနေပြီးတော့တကယ့်ကိုချစ်ကျူးစရာပါစမ်းရည်မိုးဟာသူ့ကိုပတ်စံအများကြီးစုမချနိုင်ပေမဲ့ချစ်ခင်လောလောလာရောက်အားပေးရဲ့ပရိသတ်ကိုနှွေးနှွေးထွေးထွေးဆက်ဆံခဲ့တဲ့အပြင်အဲ့ဒီဘိန်းမုံလေးကိုခေါင်းပေါ်မှာရွက်ပြပြီးတော့ဂုံပကာသနာမပါပဲပရိသတ်တွေကြည်နူးစရာကောင်းအောင်ပြုမှုခဲ့ပါတယ်တချို့မင်းသားတွေဆိုရင်ရွှေငွေစိန်တွေစုချမှသာအဖက်လောက်ကြည့်ပြတတ်ကြပေမဲ့စမ်းရည်မိုးကတော့ပရိသတ်ကဘာပဲစုချမြစ်တာမပြတ်အလုံးကျင်းနဲ့ပျော်ရွှင်အောင်ဝမ်းသာအားရလက်ခံပေးခဲ့တာဖြစ်ပါတယ်ပရိသတ်ရဲ့စစ်မှန်တဲ့မြစ်တာတရားတွေကိုငွေကြေးထက်ပိုမိုတန်ဖိုးထားတတ်တဲ့စမ်းရည်မိုးရဲ့ရိုးသားပြူစင်တဲ့စိတ်ထားလေးကတော့တကယ့်ကိုလေးစားစရာပါကဲချစ်ပရိသတ်ကြီးရောပရိသတ်ပေးတဲ့ဘိန်းမုံလေးကိုရွက်ပြီးချစ်စရာတုံ့ပြန်ခဲ့တဲ့စမ်းရည်မိုးရဲ့စိတ်ထားပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်ရှင်